ကมะๆတို့အခုပဲအတင်ရပြန်ရောက်တယ်အဝိစားမလဲခင်ဘလိုင်းပေါက်လေးရင်ဖောက်လိုက်မယ်ပေါ့နော်ကဲဒီတစ်ခေါက်ဘလိုင်းဘက်ကအရင်နဲ့မတူဘူးပေါ့နော်ပစ္စည်းတွေလည်းနည်းနည်းလေးပြောင်းထားတယ်ပြောတယ်ပြီးတော့ငွေသားကက်ဆန်မရတယ်အရင်လိုမဟုတ်တော့တော်တော်လေးပြောင်းထားရဆိုတော့ကဲဒါလေးကစားပါလိုက်မယ်နော်ကဲလူကတော့အများကြီးမရှိတော့ရှိတဲ့တကယ်ကြီးတို့ညငါ့ကိုဝေါ်ပြီနော် Okay ကဲစားမယ် Whoa amazing โอ้လာလိုက်ကြ Okay ခေါင်းနဲ့နိုင်ပါလို့ပေးပါ ဝိုးပေးရမယ်တော့မ ကြည့်လိုက်မမတို့ရဲ့အာနာပါနာလေးကဲ ဝိုးအာနာစရာရလာလဲရှူမယ် ကဲ အေးကြိုက်တယ် မေးမေးဦး ဒါတကယ်လို့ချင်းညာဒါလည်းမလုပ်သေးတကယ်ကြီးတိတိလေး ဟေးနေမ ဒါ စားကြ ကရှယ်ဝိုးပြီနော် ငါတို့ကမဖြစ်ပါ ဟိုး ဝိုးဝိုး အဲ့လိုပဲ ဝိုး တမီးကြိုက်တယ် ကဲတကယ်ကြီးဟဲ့ဝိုးရုံလေးဟဲ့ဝိုးရုံလေးတကယ်ကြီးဟဲ့မလေးတာ စာစီလေးချစ် တိ စွာ တ်တိ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 တ်ရန်တကယ် ဟုတ်တ ကဲ ယ် နောက်တစ်ခုထပ်ဖောက်မယ်ဗာလေးဖြစ်မလဲကဲဒီက comment တွေကနေအတူတူအားပါရဝိုးပေးလား ဝိုး I don't know โอ้နှုတ်ခမ်းကြီးတော့နိုင်မယ်ကဲကြည့်ရှုသူတွေကလည်း comment တွေနဲ့ဝိုးပေးပါဩတူတူကဲစားမယ် ဟိုး ဝိုး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  ဟိုဘိုင်းလဲ ကြိုက်တယ် โอ้ ကျင်းရဲ့ကြည့်ပါဦး လှောက်လိုက်ကြ ကြောက်လေလုံးဝ तू က main ကလေးအကြိုက်တွေပဲเนาะကဲဒါနည်းနည်းကြည့်ရတဲ့ငယ်ချင်းထုတ်တဲ့နိုင်မယ်ပါလို့ပေးပါ ဝိုးပေးရမယ်โอเค comment တွေနဲ့ဝေါ်ပေးပါကဲစားမယ် ဟိုး ဝိုး တမီးတော့ပေးလိုက်တော့လား ဘာလဲ ပြပါဦး ဟဲ့ဘာလဲတော့တကယ်ကြီး ဟာကြီးလေ hand cream နဲ့ တစ်ဆက် တဆက်စာ hand cream မဟုတ်3မျိုး hand cream က3မျိုးထွက်တာဟဲ့ချွေညာပဲညာဟဲ့ဘာလဲမသိဘူးပစ္စည်းအစ်စ်တွေပါတကယ်ချင်းလုံးဝမိုက်သွားပြီဟဲ့တကယ်မိုက်တာနော်ငွေသားလေးဖောက်ပါမယ်ဆိုဒီငွေသားကလေအရင်နဲ့မတူဘူးလို့ပြောတယ်ပေါ့နော်ခေါ်တော့ဒီထဲမှာအရင်ကဆို9000ကနေ1000ပဲထည့်ပေးတာအခုက9000ကနေစပြီးတော့ငွေသား3သိန်းအထိထည့်ပေးထားပါတယ်ဆိုတော့ပောက်တဲ့သူတွေကတော့ဒါတော်တော်ကန့်ကောင်းပါပေါ့နော်ဆိုတော့တုံဘလိုင်းဘက်ကကျေးဇူးတုတ်ပြန်တဲ့အနေနဲ့ကဲတကယ်ချင်းစက်ကူဆိုရင်ငါဝိုးလို့ချင်းငွေသားဆိုတော့အော်မနေနဲ့တော့ဘာလဲငွေသားငါတိတ်ထားရေးယူလာတာစက်ကူအဲ့ဒါမဲပါလားကြသူငါ့ကိုပြောတာဟိုကြည့်တော့ငွေသားသူကိုယ်တိုင်လက်နဲ့ရအဲ့ဒါစက်ကူဆိုတော့ကဲ9000ပေါက်တယ်ပေါ့နော်ကဲအခုနောက်ပိုင်းပေါ့နော်တော်တော်ဘလိုင်းဘက်ကိုအားပေးမဲ့သူတွေကလေခေါ်တော့ဘယ်လိုဖြစ်တာလဲဆိုတော့9000ကနေ3သိန်းကြီးထည့်ပေးရပါတယ်ငွေသားမဟုတ်စက်ကူလေးနဲ့လုပ်ပေးရတာပောက်တဲ့သူကကုတ်နံပါတ်နဲ့ကွာကိုမာတဲ့အကောင့်တော့ဖုန်းနံပါတ်ကနေမှားမှာပါအခုတော့9000ကဲအားလုံးပဲချက်တော့တကယ်အနီးကတစ်ချက်ပြလိုက်ဒါလက်ရှိပေါက်ထားတဲ့ဟာလေး2000ခွဲနဲ့ဝယ်တာလေးပေါ့နော်တခုကတန်ချင်းမတန်ချင်းဆိုတာထက်ကနံပါတ်1ကရင်ခုန်စိတ်လှုပ်ရှားရတယ်နံပါတ်2ကအပျော်လေးပေါ့နော် main ကလေးအတွက်အသုံးဆောင်ပစ္စည်းလေးပါပါတယ်ဆိုတော့ပျော်ချင်တဲ့သူတွေဒါမျိုး blind bag ကိုဒါတခုတကပြောကြမလို့ခေါ်ရဲ6ပေါက်တွေဖုန်းနံပါတ်တွေပါဆိုအသေးဖုန်းဆက်မေးတော့တခါလေးပြောပြမယ်ဘယ်ကမှာလဲဆိုရင်အခုကြည့်တဲ့ TikTok ရဲ့အောက်မှာ mention နားတဲ့ TikTok အကောင့်ပြီးရင်အဲ့ရဖုန်းနံပါတ်တွေကနေမှားပါအဲ့ဒီကနေပြီးတော့မှားတော့ချစ်တို့ခေါ်ရဲ TikTok 6ပေါက်မှာမှားရတယ်အများကြီးတွေ့တယ်လုံးဝမရောင်းပေးဘူးအခုကြည့်တဲ့ TikTok အောက်က message TikTok အကောင့်ကတော့မှားပါတစ်ထုပ်ကို2000ခွဲပါအိမ်ရောက်ငွေချေစီစဉ်ပေးပါတယ်ကျေးဇူးအများကြီးတင်ပါတယ်တတ်တာ